မှန်တယ်ဗျာသူရဲ့ပြရဝါစာဆိုတော့ချစ်ပေါ်တော့တကုသကဘာဒီပြောကြမယ်ဆိုတာနောက်ဆိုပုံမှန်တာကြသူရရဗျာမြမသမီးမစင်လို့မြင်မလားအတထွင်ကထီပေါ်လို့တရားဟုတ်ပါအစေကျွန်တော်ဖြစ်ပညာရှာတင်းရရှာတဲ့မြဆရာဆရာမြဆရာမြစိတ်တဲ့စေတနာအောင်မြအောင်လိုက်တာပါရင်လူလေးရတာညင်ပါလားမှန်တာပေါ့ဗျာစိတ်တဲ့စေတနာဝိတ္တတွေရေတွေ့ကြပါပမာတမြလို့ပါလက်ဖြာရသည်လက်ဖြာကြသည်လက်ဖြာကြသည်လက်ဖြာရ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 သည်လက်ဖြာကြသည်ကောင်းမဥစ္စာရွှေငွေဥစ္စာရွှေငွေဇောတိကချင်းပုံပြေဝစေဟိန်ကိုမြတ်တာဝေဘေးရခသိဘေးရခသိလူငိမ့်ချမ်းမြေရစေသူတိတာတဲ့အတန်ကြားတဲလဲကြက်တီရှိကိုကိုစရဲကကြက်တီရှိဆိုတဲ့ဒါကကျွန်တော်အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက်ကြီးကျောင်းသားတွေကိုဒါကြောင့်ကောင်းတာဘူးခလေးကမြစ်တာထမတိနာဒုခိတာမိရောလာဟောတုတရဟောမြစ်တာထမကိနာမြစ်တာဤဆွဲရောတရဟောသူတော်ကောင်းပေါင်းတို့သည်နိယောရာကြောက်ကြရဲ့ကိပိရှင်ရကုန်သည်ဟောတုဖြစ်ကြပါလေကုန်သည်မြစ်တာပို့ရတယ်ကိုသင်္လာတယောက်ထွက်လာတော့ခွန်တောက်တော့တန်တော့ဆိုရတယ်ဟုတ်ကဲ့ခင်ဗျာမြစ်တာပို့လို့ဟုတ်တယ်ဒါတွေကကျွန်တော်နော်ရုံဝင်ကြီး3000ပေးပြီးတော့ကြည့်တယ်ကြားချင်မှကြားမှန်တယ်ဗျာဒီခေတ်ကတော့ပျောက်ကွယ်သွားပါပြီဟုတ်တယ်ဒီကလေးကဒါရည်ချင်းမှုဆက်လက်ထိမ့်သိမ့်တဲ့ကလေးမှန်တယ်ကောင်းလိုက်တာတာရဲ့ရှေ့ကအောင်မေးပွဲအားလေးတွေကိုအနုပညာတရေရေတောက်ပြကြီးမပြောက်အောင်ပြန်လဲထိမ့်သိမ့်တဲ့မင်းသားလေး96 99ခုနှစ်လောက်ကစတင်ပြီးတော့ဟုတ်ကဲ့အငိမ့်ကုန်ပါအောင်ကျွန်တော်တကယ်မင်းသားတွေစစ်တီရောက်လာတာကျွန်တော်ဒီရန်ကုန်ကြည်ဝင်းတို့ဟုတ်ပါနော်ခင်ဗျာဒီသူအောင်စိုးမင်းတို့ဟုတ်ကဲ့ဗျာကိုတော့ကိုခင်မောင်အေးတို့ကိုစန်းကြီးတို့အဲ့လိုကလေးတွေကနေဟုတ်ကဲ့အခုတော့သူကလူကြီးတွေပေါ့ဗျာဟာတာမင်းသားတွေပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကိုတာရဲ့ကဲပါဟောဒီဒုက္ခမရေခွေရိတ်တပင်ကြီးဟာဆိုရင်မြမအရွရရင်ကျင့်ကိုယ်ပိုင်ဟန်တွေကိုထိမ့်သိမ့်နေတဲ့အစီအစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာမှန်ပါဗျာမှန်ပါဟောဒီအစီအစဉ်ကြီးပါတာဟင်းကိုပါဝင်ကဖြောပြီးတင်ဆက်ခွင့်ရတဲ့အတွက်လူအင်မတန်မှဝမ်းသာပီတိဖြစ်ရပါတယ်ဝမ်းသာစရာတာရဲ့လေတို့တာရဲ့ခုမှပညာသင်္ကာလအကြောင်းသားတယောက်ပဲဖြစ်ပါတယ်ခင်ဗျာဟောပညာကလေးပါโอเคအခုမျိုးသားယဉ်ကျေးမှုနှင့်လူပညာတက္ကသိုလ်ရန်ကုန်ဇက်သပင်ပညာဌာနဒုတိယနှစ်မှာပညာသင်ကြားနေပါခင်ဗျာဟုတ်လားဟုတ်တော့ပညာသင်ကိုဟုတ်လားပြရတဲ့ဒုတိယဌာနမှာပညာသင်တော့ဒုတိယနှစ်ဟုတ်ပါခင်ဗျာလည်းပညာသင်တော့မယ်ဘာပညာသင်သိမတတ်သေးပါဘာပညာသင်ခဲကြောက်တက်ကိုဘူးတွဲမရဘူးလေဟမှာဟဲယူမင်းငါခေါ်တော့မသင်ပေးမယ်လေတို့တာရဲ့ထိုးပြေးတက်ဆက်မှုတွေမှာအမှားတစ်စုံတရားပါခဲ့သည်ရှိတော့နော်ဒီခံပြီးတော့ခွင့်လို့ပြကြပါချစ်တော်မျက်စိလေးနဲ့အားပေးကြပါရှစ်ဆက်ပြီးတော့သားရှောင်းလာတော့မယ်လူပညာခီးလန်းမှာလဲအားပေးကြပါဦးလို့ခင်ဗျာအားပေးပါပါပါရေလာတော့ဝန်ခံကြီးကိုခွင့်လို့ပြီးသားတာရဲ့ဆရာတွေကတင်ပေးလိုက်တဲ့ပညာတာဆရာတွေဘယ်သူများပါလဲတောက်အခုကတင်ပေးတဲ့ဆရာကအကနီးပြဆရာဦးမင်းသိန်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ဆရာဦးမင်းသိန်းတာရဲ့ပညာသင်ပုံတွေနော်မိဘဆရာသမားတွေရဲ့ဤဉာဏ်သိက္ခာတွေကိုခံယူပြီးတော့တာဟာပညာတွေလေ့လာစီးပူးနေပုံကို
တားရဲ့အကူဆရာတေးဦးဇွဲဝင်နိုင်ရွှေရေးသားတီးပုံပေးရတဲ့ဒီလိုလေးပါတယ်ခင်ဗျာ ကဲကြားကြရစီသားရေ တပည့်ပညာဩဝါဒနာပြီးစားကငယ်စဉ်ကတည်းကအမွေးဖွာလာတာအမိတက္ကသိုလ်ရေကျင်းမှုကျောင်းတော်ကြီးရဲ့တာရတနာပါလူပညာကုန်မြောက်စွာပုတ်ခွာလာတဲ့ကျွန်တော်ဟိတ်ကိုဘာ တပည့်ပညာဩဝါဒနာတင်စားကငယ်စဉ်ကတည်းကမွေးဖွာလာတာအမိတက္ကသိုလ်ရေကျင်းမှုကျောင်းတော်ကြီးရဲ့တာရတနာပါအမှုပညာကုန်မြောက်စွာပုတ်ဖွာလာတဲ့ကျွန်တော်ဟိတ်ကိုဘာဇတ်တပင်မွေနဲ့တီးပညာတိုးတက်အောင်သာချမ်းဆောင်ပါဇတ်တပင်မွေနဲ့တီးပညာတိုးတက်အောင်သာချမ်းဆောင်ပါမြမတော်ရဲ့စစ်အမှန်ဒုက္ခမတို့ပွေလန်းဝိစာစေမြင့်တွေမဟာအသွေးတောင်လားမျိုးဆက်တို့အမကရောမပိုင်တင်ဆက်ဖြောရင်မဇတ်တပင်မွေနဲ့ဒီပညာတိုးတက်အောင်သာချမ်းဆောင်ပါဇတ်တပင်မွေနဲ့ဒီပညာတိုးတက်အောင်သာချမ်းဆောင်ပါမြမတော်ရဲ့စစ်အမှန်ဒုက္ခမတို့ပွေလန်းဝိစာစေမြင့်တဲ့မဟာအသွေးတောင်လားမျိုးဆက်တို့အမကရောမပိုင်တင်ဆက်ဖြောပြီးမှတင်စရာမြရဲ့ပညာကျွန်တော်သေးဆွဲမယူမှာမြင်စရာကြားစရာကျွန်တော်မြဲပဲမမေ့နိုင်ပါတင်စရာမြရဲ့ပညာကျွန်တော်သေးဆွဲမယူမှာမြင်စရာကြားစရာကျွန်တော်မြဲမမေ့နိုင်ပါတပင်းကုန်းဆောင်မိဖာမြရဲ့နေသိတွေလည်းမြဲခံယူတာတပင်းကုန်းကိုဆောင်ထိန်ကကျွန်တော်ဟိတ်ကိုကကြိုးစားတင်ဆက်မှာ စိန်ဖြိုးလက်တလုံး